စိတ်နှလုံးကြည်လင်အေးမြသွားလို့ရှိရင်အဲ့ဒီစိတ်နှလုံးကြည်လင်အေးမြခြင်းဟာရှုပ်တရားပေါ်မှာတက်ရောက်တယ်ချို့တက်ရောက်မှုကချက်ချင်းဖြစ်တယ်အဲ့ဒါကိုစိတ်ဓာတ်စေရတိကဓမ္မလူရဲ့တဏ္ဍာမှာဖြစ်တဲ့စေရတိတရားတွေဟာစိတ်ဓာတ်သမုဋ္ဌာနာရူပနာစိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေသာသတတတ္တိနဲ့ခြေပြုတယ်ဆိုတာချက်ချင်းထုတ်တယ်လို့ပြောတာနော်အဲ့တော့ကြည်လင်အေးမြတဲ့စိတ်ဟာကြည်လင်တဲ့ရုပ်ကိုထုတ်လိုက်တယ်ယောဂကင်းတဲ့စိတ်ကယောဂကင်းတဲ့ရုပ်ကိုထုတ်တယ်healthy mind produce a healthy body ပေါ့ဒါမျိုးပြောတာနော်ချက်ချင်းထုတ်တာအဲ့ဒါကြောင့်မို့လို့ပတာစာရီယူပြောက်တာလဲဒါပဲရှင်မကတ္တဗတို့ဘုဇင်တရားနာလို့ကျမ်းမာသွားတာဆိုလဲဒါပဲဒီတရားနာလိုက်တဲ့အခါမှာရှင်ထဲမှာကျင့်တတ်တဲ့ပီတိတွေဖြစ်လာအဲ့ဒါနေပြီးတော့ပြန်ကြမှာသွားတာသူကတွန်းထုတ်လိုက်တာနကုလပိတာတကကြီးနကုလမတ္တတကမကြီးကနေနာပါချပြီးတော့ပြောတာဒါလေနားထောင်ရင်နဲ့စိတ်တွေပေါ်ပါသွားပြီးယောဂပျောက်သွားတာပဲတူတယ်ခိရိမနန္ဒယဟန်လည်းပဲခိရိမနန္ဒတင်ညာ7ပါးကိုနာရင်နဲ့ပေါ်ပါပြီးယောဂပျောက်သွားတာမြတ်စွာဘုရားကတော့တမဘဆွာအားနဲ့ယောဂပြောက်အောင်အာယုသင်္ကာရတမဘနဲ့တွန်းလှန်ထားတယ်ဒါတွေဟာတကယ်ရှိခဲ့တဲ့အခြေအနေတွေတကယ်ဖြစ်နိုင်တဲ့အခြေအနေဘာကြောင့်ဖြစ်နိုင်လဲဆိုတာခုနစိတ်နဲ့ရုပ်ဟာဆက်နေတယ်နော်ကာယနဲ့စိတ်ဓာတ်ဒီနှစ်ခုကတွဲဖက်နေတာဖြစ်တယ်စိတ်ဓာတ်ဘက်ကကျမ်းမာလို့ရှိရင်လေဒီစိတ်ကသူ့အတူနေတာမဟုတ်ဘူးကျမ်းမာတဲ့စိတ်သည်ကျမ်းမာတဲ့ရုပ်ကိုထုတ်တယ်မကျမ်းမာတဲ့ရုပ်ဟာအချိန်တန်တော့ပြတ်သွားတယ်ခုလိုပြောရင်ဆဲလေးတွေပေါ့နော်ဟဲ့ဒီဆဲတွေကိုစိတ်ကနေပြီးတော့ဖြစ်စေအဲ့တော့စိတ်ကသာဖြစ်စေနိုင်တာလားလို့ဆိုမဟုတ်ဘူးလူရဲ့ခန္ဓာကိုယ်မှာရုပ်တွေကိုဖြစ်စေတာအကြောင်း၄မျိုးရှိတယ်ဥဒုရဲ့အာဟာရရဲ့နော်ကံရဲ့စိတ်ရဲ့နာမ်ပိုင်းဆိုင်ရာကကံနဲ့စိတ်ရုပ်ပိုင်းဆိုင်ရာကဥဒုနဲ့အာဟာရအဲ့တော့ရုပ်ကိုထုတ်လုပ်တဲ့အကြောင်းတရားက2ခုရုပ်ကိုထုတ်လုပ်တဲ့နာမ်က2မျိုးရုပ်ကိုဖြစ်စေတဲ့နာမ်က2မျိုးပါတော့ဆိုရင်ကံနဲ့စိတ်ရုပ်ကိုဖြစ်စေတဲ့ရုပ်ကလည်း2မျိုးဥဒုနဲ့အာဟာရအစာကောင်းလေးစားရလို့ရှိရင်လေလူဟာလန်းဆန်းတာပဲရာသီဥတုလေးကောင်းရင်လေလန်းဆန်းတာပဲဒါထုတ်တာပဲလေထုတ်တာကွာရန်တင်းမီလို့အိမ်ထဲကြီးပဲနေရလို့ရှိရင်လေသူတွေကလန်းဆန်းတော့အပြင်ထွက်လိုက်တဲ့ကသူလည်းလန်းဆန်းသွားမှာပေါ့ဒီလိုပေါ့တခုခုအဲ့တော့လန်းဆန်းမှုတွေဒါမို့ပြောကြတယ်မို့လားလေကောင်းလေသန့်ရှူလိုက်လို့ရှိရင်ကျမ်းမာတယ်ဆိုပင်လည်းသွားပြီးလေရှူတဲ့လူရှိသေးတယ်ရုပ်ကလည်းလူရုပ်ကနေပြီးတော့ရုပ်ကိုအကျိုးပြုတယ်နန္တရားလည်းရုပ်ကိုအကျိုးပြုတယ်တူညီသောအကျိုးပြုမှုတွေရှိနေတယ်ဥဒုနဲ့အာဟာရဆိုတဲ့ရုပ်တရားသည်လူရဲ့ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာကိုအကျိုးပြုတယ်ထို့တူပဲကံနဲ့စိတ်ကံနဲ့စိတ်ကလည်းဒီနန္တရား2မျိုးသည်ရုပ်ကိုအကျိုးပြုတယ်အဲ့ဒီမဲ့ကံဆိုတာကတော့အတိတ်ကလှုပ်ခဲ့တာနဲ့ပတ်သက်တယ်ပေါ့ခုခေတ်လှုပ်တာနဲ့ခုဘဝလှုပ်တာနဲ့မတူအတိတ်ကလှုပ်ခဲ့တာတွေပါတယ်ခုဘဝလည်းလှုပ်တဲ့ဟာကလည်းအကျိုးပေးတာပါပဲပေးနိုင်တယ်ပေါ့နော်သို့သောအတိတ်ကလည်းပို့ပြီးတော့ပတ်သက်တယ်ပေါ့တော့စိတ်ဆိုတာတော့အခုဖြစ်အခုရုပ်ထုတ်တာသူက
ခုဖြစ်ခုထုတ်တယ်သူကဘာလို့ဆိုရင်စိတ်ဖြစ်လိုက်တဲ့အချိန်မှာစိတ်ကြောင့်ဖြစ်တဲ့ရုပ်ဟာချက်ချင်းဖြစ်တာဒါကြောင့်မို့သဟဇာတပစ္စယောလို့ခေါ်တာအကြောင်းတရားသည်အကျိုးတရားနဲ့အကျိုးတရားသည်အကြောင်းတရားနဲ့အတူတကွမွေးဖွားလာတယ်ဖြစ်နိုင်ပါမလားဖြစ်နိုင်တယ်ဥပမာပါနဲ့ပေးထားတော့ဆိုစီမီနဲ့ဥပမာပေးထားတယ်ပฏิပတ်ဆိုတဲ့မီးလေးသူပေါ်လိုက်တာနဲ့မီးလေးလင်းတာနဲ့အမောင်ပြောက်သွားတယ်ဒါသူ့ရဲ့တက်ရောက်မှုပဲနော်သူ့ရဲ့တက်ရောက်မှုပဲမီးတော့ကလေးပေါ်တာနဲ့အယောင်လည်းချက်ချင်းရောက်လာဒါသူ့ရဲ့တက်ရောက်မှုလို့ခေါ်တယ်ချက်ချင်းဖြစ်တာလေအဲ့ဒါစိတ်ကလည်းရုပ်ကိုထုတ်ရင်အဲ့လိုချက်ချင်းဖြစ်တယ်အဲ့ဒီနီးနဲ့ဖြစ်နိုင်တယ်လို့ဒီလိုမှတ်ရတာပေါ့နော်စိတ်နှလုံးကြည်လင်အေးမြသွားလို့ရှိရင်အဲ့ဒီစိတ်နှလုံးကြည်လင်အေးမြခြင်းဟာရုပ်တရားပေါ်မှာတက်ရောက်တယ်ချို့တက်ရောက်မှုကချက်ချင်းဖြစ်တယ်အဲ့ဒါကိုစိတ်ဓာတ်